မင်္ဂလာပါရှင်ဒီနေ့မှာတော့ကိုတို့လာမေးကြတဲ့အာသာဖြည့်ခြင်းဂွင်းထုခြင်းရဲ့စိုးကျိုးလေးတွေကိုကျန်းမာရေးဗဟုသုတအနေနဲ့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်အစီအစဉ်လေးမစတင်ခင်မှာ YouTube Channel လေးကို Subscribe လုပ်ပေးကြဖို့တောင်းဆိုလိုက်ပါရစေနော်တကူရေးအာသာဖြည့်ခြင်းဟာကျန်းမာတဲ့လူတစ်ယောက်ရဲ့ပုံမှန်ပြုမှုသာဖြစ်ပြီးအိပ်ပျော်စားဝင်စေကစိတ်ဖိစီးမှုများကိုလျော့ကျစေနိုင်ပါတယ်။ဒါအပြင်ကိုယ်ခံစွမ်းအားကိုကောင်းမွန်စေနိုင်ပြီးစီးကျိတ်ရောင်ယောဂါကိုကာကွယ်ပေးပါတယ်။စိတ်ပျော်ရွှင်စေတဲ့ endorphin ဆိုတဲ့ဟော်မုန်းကိုလည်းထွက်စေနိုင်ပါသေးတယ်။ဒါပေမဲ့တန်ဆေးလွန်ဘေးဆိုသည့်အတိုင်းဘေးထွက်ဆိုးကျိုးတွေကလည်းရှိနေပါသေးတယ်။အမျိုးသားတွေအတွက်တကူအရေးအာသာဖြည့်ခြင်းရဲ့ဆိုးကျိုးများမှာနံပါတ်1စိတ်ဆန္ဒပြေဝမှုနည်းစေနိုင်ပါတယ်။လေ့လာတွေ့ရှိမှုတစ်ခုအရတကူအရေးအာသာဖြည့်ခြင်းဟာနောက်ပိုင်းတုံ့လွတ်နိုင်ဖို့ရာအချိန်ပိုကြာတတ်တယ်လို့ဆိုပါတယ်။ချစ်သူအမျိုးသမီးနဲ့အတူမနေမီအချိန်ချင်းအာသာဖြည့်ခြင်းဖြင့်အတူနေတဲ့အခါစိတ်ဆန္ဒအထွတ်ထိပ်ကိုရောက်ဖို့ခက်ခဲတတ်ပါတယ်။ဒါအပြင်အခြားလူတစ်ဦးတစ်ယောက်ရဲ့အထီးတွေကိုတုံ့ပြန်မှုနည်းသွားတတ်ပြီးစိတ်ဆန္ဒပြေဝဖို့ခက်ခဲသွားတတ်ပါတယ်။နံပါတ်2နောက်ပိုင်းမှာအင်္ဂါတောင့်တင်းမှုနည်းသွားတတ်ပါတယ်။အမျိုးသားတွေအတွက်အဆိုးဆုံးဆိုးကျိုးပဲဖြစ်ပါတယ်။သုတ်ထုတ်လွတ်ပြီးနောက်အမျိုးသားအင်္ဂါထောင်မဲ့ရာမှာတောင့်တင်းမှုမရှိတော့တာမျိုးဖြစ်တတ်ပါတယ်။ဒါပေမဲ့တိကျတဲ့သက်သေပြမှုတွေတော့မရှိသေးပါဘူး။ဆိုးကျိုးနောက်တစ်ချက်ကတော့အင်္ဂါထိခိုက်တာရောင်တာတွေဖြစ်တတ်ပါတယ်။နံပါတ်3ရှက်ရွံ့စိတ်ဖြစ်ပေါ်လာတတ်ပါတယ်။တကူရေးအာသာဖြည့်ခြင်းဟာကိုရှက်ရွံ့စိတ်တွေဖြစ်လို့မိတဲ့ခံစားချက်တွေဖြစ်ပေါ်စေနိုင်ပါတယ်။ဒါဟာဘာသာရေးနဲ့မိဘတို့ရာဓလေ့စရိုက်များနဲ့သက်ဆိုင်နေတတ်ပါတယ်။စိတ်ကျေနပ်ပျော်ရွှင်မှုနဲ့ရှောင်ကျဉ်သင့်တယ်လို့လူအတိုင်းဝိုင်းကသတ်မှတ်ထားတဲ့အကျုမှုတွေကြားစိတ်ပင်ပန်းရတတ်ပါတယ်။ဒီလိုအပြစ်ရှိသလိုခံစားချက်တွေဟာကိုယုံကြည်မှုနဲ့ကိုချစ်ခင်မှုတို့အပေါ်ကြီးကြီးမားမားဆိုးကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။နံပါတ်4အချိန်ကြာတကူရေးအာသာဖြည့်ခြင်းဟာကိုယ်ကျန်းမာရေးကိုထိခိုက်စေတတ်ပါတယ်။အချိန်ကြာတကူရေးအာသာဖြည့်ခြင်းဖြင့်ခန္ဓာကိုယ်တွင်နေဟော်မုန်းတွေနဲ့ဓာတ်ပစ္စည်းထွက်တာများလာပါတယ်။ဒီလိုတုံ့ပြန်မှုတွေဟာတစ်ယောက်နဲ့တစ်ယောက်တော့မတူတတ်ပါဘူး။တချို့မှာပင်ပန်းနွမ်းနယ်ခြင်းအမြင်မကြည်လင်ခြင်းသပင်ကျွတ်ခြင်းဝေးစင်နာခြင်းစီးစက်ကိုက်ခြင်းတို့ဖြစ်တတ်ကြပါတယ်။ဒီလိုလက္ခဏာတွေဖြစ်ပေါ်လာပါကအာသာဖြည့်တဲ့အကျဉ်းရည်အတွက်ကိုလျှော့ပြီးလက္ခဏာများသက်သာမှုရှိမရှိစောင့်ကြည့်ပါမသက်သာပါကဆရာဝန်နဲ့တွေ့ဆုံသင့်ပါတယ်။နံပါတ်5အာသာမဖြေရမနေနိုင်ဖြစ်လာတတ်ပါတယ်။ဒီလိုဖြစ်လာခြင်းဟာဘဝကိုသာအကျိုးသက်ရောက်မှုရှိလာတတ်ပါတယ်။ဒီနေ့မှာ6ကြိမ်ခန့်အာသာဖြေတတ်သူ2ဦးမှာ1ဦးဟာကိုကျေနပ်မှုရှိနေပြီးအခြားတစ်ယောက်မှာတော့စိတ်တိုင်းမကျဖြစ်နေတတ်ပါတယ်။ဒါပေမဲ့ကိုယ်ဆန္ဒကိုဖြေလျှော့ခြင်းနဲ့ကိုယ့်ရဲ့တနေ့တာတာဝန်ဝတ္တရားများကိုဟန်ချက်ညီအောင်မထိန်းနိုင်ပါကဆက်ဆံရေးအလုပ်ကိုင်စီးပွားရေးနဲ့ကိုယုံကြည်စိတ်ချမှုများအပေါ်ဆိုးရွားစွာသက်ရောက်မှုရှိလာနိုင်ပါတယ်။နံပါတ်6အခြားဆိုးကျိုးများမကြာခဏစိတ်ဆန္ဒဖြေလျှော့ခြင်းဖြင့်ခန္ဓာကိုယ်တွင်ဟော်မုန်းအပြောင်းအလဲများဖြစ်လာနိုင်ပါတယ်။ဖြစ်လာနိုင်တဲ့ဆိုးကျိုးများကတော့ဆွဲလန်းခြင်းမကြာခဏအာသာဖြေတတ်သူမှာဆွဲလန်းလာတတ်ပါတယ်။အခြားဆေးဆွဲသူတွေလိုပဲဆိုးကျိုးများတဲ့ဆွဲလန်းမှုတစ်မျိုးလည်းဖြစ်ပါတယ်။အင်္ဂါထောင်မဲ့ရာမှာအခက်အခဲဖြစ်လာခြင်းခဏစိတ်ခေတတ်သူမှာဒီလိုအခက်အခဲကြုံတွေ့လာရတတ်ပါတယ်။အာယုံကြောဆိုင်ရာပြဿနာများလေ့လာစမ်းသပ်မှုများမှာစိတ်ခေခြင်းနဲ့အာယုံကြောဆိုင်ရာယောဂများဟာဆက်စပ်မှုရှိနေတယ်လို့ဆိုပါတယ်။အချိန်မတိုင်တုံ့လွတ်ခြင်းမကြာခဏအာသာဖြေသူတွေမှာတုံ့လွတ်ခြင်းကိုထိမ့်သိမ်းဖို့ခက်ခဲလာတတ်ကြောင်းသိရှိရပါတယ်။လိင်အင်္ဂါမှာရှိတဲ့အာယုံကြောကိုမကြာခဏနိုးစောမိတာကြောင့်ဖြစ်နိုင်ပါတယ်။နာကျင်ခြင်းကြမ်းကင်တွယ်မိပါကနာတာကျင်တာဖြစ်တတ်ပါတယ်။ဒီတော့ကျမ်းပါလျှော့ကျမ်းကြပါနော်